အားလုံးပဲမင်္ဂလာပါဗျာ URL နဲ့မှာဒီနေ့ AI ခေတ်ရောက်နေပါတယ်ဒီနေ့ English စာ enhancement သင်တန်းလာတက်တာပါဒီနေ့မနက်10:00နာရီကနေပြီးတော့12:00နာရီအထိတက်ရတာပေါ့နော်ပြောဖို့ကောင်းတယ်ဆရာမစန်တီရဲ့ AI ရဲ့ English enhancement season မှာမိတ်ဆွေအသစ်တွေလည်းအများကြီးရတာပေါ့နော်ခေတ်ရောက်ပါ AI ရောက်တော့ဘာမှရှိတာလဲဆိုလို့ရှိရင်ဒီကုန်တယ်လမ်းနဲ့တင်ပြူလမ်းတောက်မှာရှိတယ်ပေါ့နော်ကုန်တယ်လမ်းမဟုတ်ပါဘူး sorry တင်ပြူလမ်းပေါ်မှာရှိပါတယ်ဘောအောင်ကျော်လမ်းနဲ့တင်ပြူလမ်းတောက်မှာရှိတယ်ဝန်ကြီးများရုံပေါ့နော် the secretariat အဲဒီက AI ရဲ့ခေတ်ရုံပါဗျာOkay, bye for now. See you.